အဲ့တော့ကိုယ်တိုင်ကဘုရားဘာသာဝင်ဖြစ်နေလင့်ကစားတခါတရံတန်တရားဖြစ်เสียလေးတွေကျုံလာလို့ရှင်ကြည့်မြတ်စွာဘုရားရဲ့ဒီတုတ်တန်အဆုံးအမအင်တမတ်တန်မို့ရှိကိုယ်ဘဝရဲ့ခိုင်လိုင်းအဖြစ်သုံးချလို့ရလောကမှာရှုပ်ထွေးเสียအကြောင်းတွေအများကြီးဘာသာတယ်မကဘူးလူဆိုတာသူ့ကြိုက်ကိုယ်ကြိုက်အမျိုးစုံရှိတယ်မျိုးစုံရှိတယ်အဲ့ဒီအမျိုးစုံတွေကိုခြုံငုံသုံးသပ်ပြီးတော့မြတ်စွာဘုရားဒီတုတ်တံမှာအချက်30ကိုထုတ်ပြတယ်။ဒီမြတ်စွာဘုရားထုတ်ပြတဲ့အချက်တွေကဘာတွေတုံးလို့ဆိုနံပါတ်1ကမာအနုတ္တဝေနာတရားရောကမင်းတို့လာပြောတာအနုတ္တဝဆိုတာအနုဆိုတာတဆင့်တဝဆိုတာကြားတာသို့မဟုတ်တယောက်ကလာပြီးတော့ပြောတဲ့စကားကိုအနုတ္တဝလို့ခေါ်တယ်လောကမှာတဆင့်စကားဆိုတာတွေနဲ့ပဲလူတွေဟာလက်ခံပြီးယုံကြည်နေကြတာလေအကြတဲ့မှာပူပေါ်တာပေါ့ gossip ဆိုတာလေဟိုအိမ်ကဟိုအိမ်လဲပြောဒီအိမ်ကဒီအိမ်လဲပြောဟိုရက်ွက်ကဒီရက်ွက်လာပြောနေဘာတဲ့ညာတဲ့နဲ့ဆိုတာဒါမျိုးတွေအများကြီးရှိတာပေါ့နော်အကြောင်းအရာတစ်ခုကိုလာပြီးတော့ပြောတယ်အဲ့ဒါကိုအနုတ္တဝလို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဂျာနယ်နဲ့ပါတာမဂ္ဂဇင်းနဲ့ပါတာနဲ့တလောတော်ပါလိုက်သေးတယ်မဟုတ်လားတောက်တဲ့ကြီး3ပေဆိုတာတောက်တဲ့3ပေဆိုတာမကြဘူးဘူးနော်အဲ့တော့အဲ့ဒီမှာအနုတ္တဝဆိုတာဒါမို့အနုတ္တဝကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျ report လို့ပြန်တယ် report လုပ်တယ်ပေါ့တစုံတစ်ယောက်ကနေကိုယ်လာပြီးတော့ report လုပ်တယ်သတင်းပေးတယ်အဲ့ဒါနဲ့လည်းအမှန်လို့မဆုံးဖြတ်နဲ့တဲ့မြတ်စွာဘုရားကြည့် report တွေကိုလည်းအမှန်မယူနဲ့ဂျာနယ်ထဲပါတယ်သတင်းစာထဲပါတယ်ဟိုထဲပါတယ်ဒီထဲပါတယ်ဟိုလူကပြောသွားတယ်ဒီလူကပြောသွားတယ်အမှန်မယူနဲ့တဲ့ဒီလိုဆိုလို့ဘာဖြစ်လို့လဲဆိုတော့မှန်တာလည်းရှိခြင်းရှိမယ်မှားတာလည်းရှိခြင်းရှိမယ်ကိုဉာဏ်နဲ့စဉ်းစားအောင်လို့ဒီလိုဆိုလို့တာမြတ်စွာဘုရားဆိုလို့တာအဲ့ဒါကိုကွန်မြူနစ်သမားတွေကတော့ဓာရီအချက်တွေနဲ့အကုန်လုံးသူတို့ကဘာသာတရားတွေအကုန်လုံးပြစ်ပယ်ချင်တာနဲ့ဒီစကားလုံးတွေကိုတုံးပြီးတော့ဘာသာတရားတွေကိုအကုန်ပုတ်ခတ်သွားတယ်အဲ့ဒါတော့မမှန်ဘူးနော်မြတ်စွာဘုရားရဲ့ဆိုလိုရေးအဓိပ္ပာယ်ကဘာလို့ဆိုမင်းသူများကလာပြီး report လုပ်လို့ရှိရင်အဲ့ဒါလေးတွေရပ်နေတယ်ကိုယ့်အကိုဟုတ်တယ်မဟုတ်ဘူးဖြစ်နိုင်တယ်မဖြစ်နိုင်ကိုယ်ပိုင်ဉာဏ်ကိုအသုံးချအောင်လို့ပြောတယ်ဘလောက်ခေါင်းလောကလူတွေကလွယ်လွယ်နဲ့ယုံတတ်တယ်လေအောက်ကအစီရင်ခံစာတက်လာတယ်ဆိုလို့ရှိရင်လက်ခံလိုက်တာဟုတ်လားမဟုတ်လားဆိုတာစဉ်းစားရအောင်အစီရင်ခံစာဆိုတာအကုန်လုံးမှန်နိုင်ပါမလားမမှန်နိုင်ဘူးဟိုလူကလာပြောလဲမှန်တာမဟုတ်ဒီလူကလာပြောလဲမှန်တာမှမဟုတ်တာဒီရင်အစီရင်ခံစာမပြောနဲ့ကိုယ့်အိမ်ကိုမိသားစုတွေပဲကြည့်သမီးကလာပြောသားကလာပြောဟိုလူကလာပြောဒီလူကလာပြောအမှန်ကြီးအောင်းမိတ်မနေနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့အများကြီးပဲမရှိဘူးလားအမေမသိနဲ့အမေမသိစေနဲ့အဖေမသိစေနဲ့ဆိုဒီကတော့ဟုတ်မှတ်အဲ့ဒါကြောင့် report လေးနဲ့တည်းမဲ့ကျင့်နဲ့မနေနဲ့မြတ်စွာဘုရားဆိုလိုတာကအနုတ္တဝလို့ဆိုရယ်တဆင်ကြားစကားလေးနဲ့တည်းမှန်တယ်လို့မဆုံးဖြတ်နဲ့အောင်မှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဟာမသိကြဘူးလို့ပြောဒါအမှန်မဲ့လေစဉ်းစားကြည့်ပေါ့အဲ့ဒါကိုဆိုလိုတယ်မာအနုတ္တဝေနဲ့နောက်တစ်ခုကတော့မာပရံပရာယပရံပရဆိုတာရှေးဘိုးဘွားပြည်ပင်လက်ထက်ကလေးကလှုပ်လာတဲ့အလုပ်တစ်ခု tradition လို့ခေါ်တယ်နော် tradition လို့ခေါ်တယ်မျိုးရိုးအစဉ်လာကနေပြီးတော့လောက်ကင်လာကြတယ်အဲ့ဒါဟာလေဒါတို့ဘိုးဘွားလက်ထက်ကလေးက tradition ပဲတို့ရဲ့ဓလေ့ထုံးစံပဲဆိုပြီးတော့လုပ်နေကြတာအဲ့ဒါကိုလည်းပဲမြတ်စွာဘုရားကဒါနဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့ tradition ဆိုတာမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အမှန်တရားကိုရှာဖွေတဲ့နေရာမှာဒါအသုံးမချ research လုပ်တဲ့အခါမှာဒါတွေနဲ့ research လုပ်လို့မရဘူးလို့ပြောတာအဓိပ္ပာယ်ကနော်အမှန်တရားကိုရှာခြင်းပြီဆိုလို့ရှိရင် tradition နဲ့မရှာနဲ့ရှာရင်မှန်တာရှိခြင်းရှိမယ်မှားတာရှိခြင်းရှိမယ်မသေးချဘူးလို့ပြောတာ tradition ဆိုပါတော့ tradition ရဘုန်းကြီးတို့တခါတော့မက္ကဆီကိုနိုင်ငံကလာတဲ့မက္ကဆီကန်လူမျိုးတွေ30လောက်ဗမာပြည်ကိုရောက်လာတယ်သူတို့ကဗုဒ္ဓဘာသာတွေဖြစ်နေကြတယ်မက္ကဆီကိုဆိုတာခရစ်ယာန်အများစုကိုးကွယ်တဲ့စပိန်စကားပြောတဲ့နိုင်ငံအမေရိကန်နိုင်ငံသားကနိုင်ငံတစ်နိုင်ငံပေါ့
ဟောဒီကအမျိုးသားအမျိုးသမီးလူ30လောက်ရောက်လာတယ်ရောက်လာကြပြီးတော့ဘုန်းကြီးတို့စီရောက်တော့မိကုန်းနေမေးကြတယ်မိကုန်းမေးတဲ့ထဲမှာအမျိုးသမီးတယောက်ကဗာမေးတော့ဆိုသူမဟာမြတ်မုနိဖရာကြီးကိုသွားဖူးတယ်တဲ့မှန်းတဲ့ဖူးတဲ့အခါမှာခန္ဓာကိုယ်တိုင်နာလေးမှာအမျိုးသမီးမဝင်ရဆိုဆိုင်ဖို့ရှိတွေ့ကြပါလိမ့်မယ်နော်အမျိုးသမီးမဝင်ရဆိုတဲ့ဆိုင်ဖို့ရှိတယ်အင်္ဂလိပ်လိုရေးထားတယ်အဲ့ဒါမြင်လာတဲ့အခါသူ့စိတ်ထဲမှာမကြည်မနှက်ဖြစ်တယ်တို့အမျိုးသမီးတွေကိုခွဲခြားဆက်ဆံတယ်ပေါ့အမျိုးသားတွေတော့ဝင်လိုက်ထွက်လိုက်လုပ်တယ်အမျိုးသမီးတွေတော့မဝင်ရဘူးဆိုဒါတို့ခွဲခြားဆက်ဆံတာဘုန်းကြီးနဲ့တွေ့တဲ့အခါမေးတာအဲ့လိုစာရန်တွေ့တယ်တဲ့ဒါဗုဒ္ဓဘာသာလားတဲ့ဘုရားဟောတဲ့တရားလားတဲ့သူကမေးတယ်မေးတော့ဘုန်းကြီးက this is not a Buddhism ဒါဗုဒ္ဓရဲ့ဝါဒမဟုတ်ပါဘူးလို့ this is a tradition တို့မြန်မာလူမျိုးတွေရဲ့ရှေးအစဉ်လာရလက်ခံကျင့်သုံးလာတဲ့ထုံးတမ်းစဉ်လာတစ်ခုသာဖြစ်ပါတယ်ဘုရားဘာသာနဲ့မဆိုင်ပါဘူးလို့ဒီလိုပြောအဲ့ဒါကြတော့ကျင့်တတ်တယ်တို့ tradition ဆိုတာသူတို့လည်းရှိတယ်ကိုယ်လည်းရှိတယ် tradition ဆိုတာအမှန်တရားလို့ပြောတာမဟုတ်ဘူးဒီလေထုံးတမ်းစဉ်လာရလိုက်နာရတာတွေရှိတယ်လေမှန်လို့လိုက်နာတာမဟုတ်ဘူးမှားသည်ဖြစ်စေမှန်သည်ဖြစ်စေထုံးတမ်းစဉ်လာမှုလုပ်နေကြဒါအမှန်တရားကိုရှာတဲ့နေရာမှာအဓိကမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားဒီနေရာမှာကြည့် tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့ tradition ဆိုတာမှန်တာရှိတယ်ခုနအမျိုးသမီးမဝင်ရဆိုရင်ဝင်အကုသိုလ်ဖြစ်တယ်ဆိုရင်ဒါမှားတယ်ဘယ်လိုလုပ်ဝင်ရင်အကုသိုလ်ဖြစ်မလဲနော်သို့တော့အမျိုးသမီးမဝင်ရဆိုတာမြန်မာလူမျိုးတွေရဲ့ tradition အနေနဲ့အမျိုးသမီးတွေမဝင်ဖို့ဆိုတာဒါလူမျိုးရဲ့ tradition tradition ဆိုသူတို့နားလဲတယ်ဟိုကြိုက်ထီးရိုးကလည်းပဲကြည့်နေဖះပေါ်ကူးတဲ့တရားလေးရှိတယ်မဟုတ်လားအမျိုးသမီးမကူးရဆိုအမျိုးသမီးကူးရင်မိုးကြိုးပြစ်တယ်တို့မုံတိုင်းထန်တယ်တို့ဘာလို့ပြောကြတယ်တခါတော့နိုင်ငံသားအမျိုးသမီးတယောက်ကယောက်ျားလို့ဝုတ်ပြီးတော့ကူးသွားတာမိုးကြိုးကလည်းမပြစ်လိုက်ဘူးအဲ့မှာမုံတိုင်းကလည်းမကြလိုက်ဘူးမသိလိုက်ဘူးနဲ့တူပါတယ်မျက်စိလဲသွားတယ်နဲ့တူအကယ်၍ပြောတဲ့အတိုင်းမဖြစ်ရင်ဒါသိက္ခာကျအဲ့တော့ဘာမှပြောစရာမလိုဘူးခိုက်တွေကိုပြောလိုက်တယ်မင်းတို့မပြောနဲ့အဲ့လိုဟိုဟာဒီဟာတွေရှောက်ပြီးနိုင်ငံသားတွေဆို tradition လို့သာပြော tradition လို့ပြောရင်ဒါပြီးတယ်ကိစ္စတစ်ခုသူတို့လည်းရှိတယ်ကိုယ်လည်းရှိတယ် tradition ဒါ tradition ပဲလို့ဒီလိုပဲပြောရအဲ့ဒါကြောင့် tradition ဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအမှန်တရားကိုရှာရမယ့်ဟာမဟုတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားက tradition နဲ့လည်းအမှန်တရားကိုမရှာနဲ့တဲ့အဲ့ဒီတင်လမ်းမဆုံးနဲ့ပေါ့မှန်ကန်တဲ့ tradition ရှိတယ်မှားယွင်းနေတဲ့ tradition လည်းရှိတယ်ပေါ့